ကတော့ဒေါ်လာ1ဘီလီယံတန်ဖိုးရှိတဲ့ဖြဲသီးရဖြစ်ပါတယ်။သူကနေဆိုတာရေတွေအဆက်မပြတ်ပန်းထွက်နေတယ်လို့တစ်ချက်လောက်ရက်လိုက်ရုံနဲ့တင်မင်းရဲ့ကြွက်သားတွေဟာပုံမှန်ထက်10ဆလောက်အထိဖောင်းကားတက်လာမှာပါနောက်ပြီးတောင်တလုံးထက်တောင်မြင့်တဲ့စူပါပြောင်းဖို့လည်းရှိပါသေးတယ်။ပြောင်းဖို့စစ်တစ်စိတ်တဲ့တင်ဒေါ်လာ3သိန်းတန်ကျရှိပြီးအဲ့ဒီတစ်စိတ်တဲ့နဲ့တင်လူ100စာလောက်ဖူလုံနဲ့ပြောင်းဖို့ပေါက်တွေလုပ်လို့ရပါတယ်။တနာရီလာပြီးပြောင်းဖို့ကိုရှာဖွေဖို့အတွက်တိုရီကိုနဲ့တိုက်ပွဲဝင်ဝမ်းပူတွေတို့ဟာအနေရများလာတဲ့တောနက်ထဲကိုဝင်ရောက်ခဲ့ကြပါတယ်။နှစ်ရက်ခွဲကြာပင်ပန်းပန်းရှာဖွေပြီးတဲ့နောက်မှာတော့တိုကိုဟာပြောင်းဖို့ကင်းကိုတွေ့ရှိသွားခဲ့ပါတယ်။ဒါပေမဲ့တခုခုတော့မားနေတယ်လို့ပဲအဲ့ဒီပြောင်းဖို့တွေကကြည့်ရတာအနေရကင်းပုံရပေမဲ့တိုရီကိုဘလောက်ပဲဆွဲလုံးဝအမြစ်ကကျွတ်မလာပါဘူးတကယ်တော့အဲ့ဒီပြောင်းဖို့ရဲ့အမြစ်တွေဟာတောင်တောင်လုံးနဲ့ဆက်နေမှန်းသူမသိခဲ့ပါဘူးနောက်ဆုံးတော့တိုရီကိုဟာသူ့ရဲ့လက်သားကိုသုံးပြီးအစွမ်းကုန်ခုတ်ပိုင်းပစ်လိုက်မှပြောင်းဖို့ကိုရအောင်ခုတ်ယူနိုင်ခဲ့ပါတယ်ဒါပေမဲ့အောင်ပွဲမခံနိုင်သေးခင်မှာပဲတင်တိုက်တွေကိုဖောက်ထွက်ပြီးပေါ်လာတဲ့အထက်30မြင့်တိုက်တလုံးစာလောက်ရှိတဲ့အေယာမှာပြောင်းဖို့ကြီးကိုတွေးလိုက်ရတဲ့အတွက်တိုရီကိုအန်တမန်တက်သွားခဲ့ပါတယ်သူချက်ချင်းပဲတတိပြန်ဝင်လာပြီးဝမ်ပုလွေနဲ့အတူအဲ့ဒီပြောင်းဖို့စီကိုအပြေးလွှားသွားခဲ့ပါတယ်လေထဲကိုခုန်တက်ပြီးလက်သားနဲ့ခုတ်လိုက်ပေမဲ့ပြောင်းဖို့ခွန်ပေါ်မှာအဆင်းရလေးပဲထင်ကြခဲ့ပါတယ်ဒါနဲ့ပဲသူတို့နှစ်ယောက်ဟာရှေးရိုးနယ်လန်အတိုင်းပြောင်းဖို့ခွန်တွေကိုတလွှာချင်းအပင်ပန်းခံခွာခဲ့ကြပါတယ်အချိန်2နာရီခွဲလောက်စူးစမ်းပြီးတဲ့နောက်မှာတော့ရွှေရိုရောင်တောက်နေတဲ့ပြောင်းဖို့စေတွေကိုမြင်လိုက်ရပါပြီတိုရီကိုဟာပြောင်းဖို့စေတွေကိုခွာဖို့စူးစမ်းပေမဲ့လုံးဝခွာမရပြန်ပါဘူးအဲ့ဒီမှာတိုကိုကအချမ်းရသွားပြီးပြောင်းဖို့ရဲ့နောက်ကျောဘက်ကိုခုန်သွားကသူ့ရဲ့အစွမ်းကုန်အပြင်းထန်တိုက်ခိုက်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ပြောင်းဖို့စေတွေဟာဒုံးကျည်တွေလိုမျိုးမြေပြင်ပေါ်ကိုတဖြုတ်ဖြုတ်လွင့်စင်ကြလာပါတော့တယ်ဒါပေမဲ့ပြောင်းဖို့စေတွေကိုလိုက်ကောက်ဖို့လုပ်နေတော့မှပဲထူးဆန်းတာတစ်ခုတွေ့လိုက်ရပါတယ်အနီးနားကအရာမပြောင်းဖို့ကြီးတစ်ခုဟာဓာတ်နဲ့အတိအကျအပိုင်းပိုင်းအလိခံထားရတာပါအဝေးကတောင်ကုန်းပေါ်မှာတော့လူတစ်ယောက်ကသူတို့ကိုတိတ်ဆိတ်ဆောင်ကြည့်နေပါတယ်တိုရီကိုကတော့အဲ့ဒါကိုတိတ်ကျမဆိုင်ပဲပြောင်းဖို့ပေါက်လုပ်ဖို့ပဲအာယုံဆိုင်လိုက်ပါတယ်သူတို့ဟာအပူချိန်100ဒီဂရီရှိတဲ့မီးတောင်ဝက်စီကိုတွားခဲ့ကြပါတယ်ပြောင်းဖို့စေတွေကိုကြောက်တုံးပေါ်တင်ထားပေမဲ့အပူချိန်ကမလောက်သေးပါဘူးဒါနဲ့ချော်ရည်တွေရှိတဲ့အပူချိန်900ဒီဂရီထိရှိတဲ့နေရာကိုဆက်တိုးခဲ့ပါတယ်တိုရီကိုဟာချွေးတွေရွှဲနေပြီးရေတွေကိုအငမ်းမရတောက်နေရပေမဲ့ပြောင်းဖို့ကတော့ပေါက်မလာသေးပါဘူးနောက်ဆုံးအပူချိန်အပြင်းဆုံးနေရာကိုရောက်တဲ့အခါမှာတော့ဖုံးဆိုတဲ့အတန်ကြီးနဲ့အတူကောင်းကင်ကနေပြောင်းဖို့ပေါက်တွေမိုးရွာသလိုချက်လာပါတော့တယ်အနံ့ကအရမ်းမွေးလုံးလို့အစားရတဲ့ဝမ်ပုလွေတောင်ဝင်စားပါတယ်တိုကိုမြည်ကြည့်လိုက်တဲ့အခါမှာတော့နွားနို့နဲ့ကွမ်းစီရန်ကိုရောထားသလိုမျိုးရတာအရန်ကိုထူးကဲလုံးနေပါတယ်ဒါပေမဲ့သူတို့ဘိုင်းဝအောင်မစားရသေးခင်မှာပဲကောင်းကင်ကနေအေယာမလေစင်နာမောင်းကြီးတစ်ခုချက်လာပြီးပြောင်းဖို့ပေါက်တွေကိုအကုန်စုပ်ယူသွားပါတော့တယ်အဲ့ဒီလေစင်နာမောင်းဟာပြောင်းဖို့တွေကိုတင်မကပဲဝမ်ပုလွေကိုပါစုပ်ယူဖို့စူးစမ်းနေပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆို like နဲ့ follow ပေးပါဦး